26မိစ္ဆာစစ်ခွေးမင်းအောင်နိုင်ဆွဲမတရားသဖြင့်အာဏာသိမ်းလို့တို့ပြည်သူတွေညီခဲ့ကြတယ်မတရားမှုကိုဆက်ကျင်ခဲ့တယ်ငြိမ်းချမ်းစွာနဲ့ဆန္ဒပြတယ်ငြိမ်းချမ်းစွာနဲ့ဆန္ဒပြတယ်လဲနေလေအောင်ငင်းဆောင်မကြံကြောင်းသားကြောင်းသူရှင်လူရဟန်းလမ်းမတွေထက်တက်ခဲ့ကြတာပြည်သူအာဏာပြည်သူပြန်ပေးငါတို့အားလုံးရေးဆိုခဲ့တယ်ငြိမ်းချမ်းချမ်းတောင်းဆိုခဲ့တယ်ပြည်သူအာဏာပြည်သူပြန်ပေးငါတို့အားလုံးရေးဆိုခဲ့တယ်ငြိမ်းချမ်းချမ်းတောင်းဆိုခဲ့တယ်ငိမ့်ငိမ့်ချမ်းချမ်းဆန္ဒပြသူအလုံးစုံသူအောင်ခွေးတက်ကနေအသေးပြစ်ခက်ရိုက်နှက်ဖမ်းဆီးနှိပ်စက်ပြီးမကအကျဉ်းချပြန်လူမဆန်တဲ့တမ်းပတ်ခြင်းတွေလူမဆန်တဲ့ရက်ဆက်ခြင်းတွေ CDM နဲ့အမှုပညာရှင်များနိုင်ငံရေးသမားတက်ကြွလှုပ်ရှားကြီးဆက်တောင်းတာရဟန်းပန်ကအားလုံးကိုဒီရှောင်ရတရားလွန်မြောက်ရမှာခိုးလုံခဲ့ကြလွန်မြောက်ရမှာခိုးလုံခဲ့ကြဖက်စစ်မိတ်စာအာဏာရှင်တို့မအေးလို့ခွေးတဲ့အမြင့်ဖြတ်ဖို့ရရလက်နက်ဆွဲကင်ဖန်တော်လည်းရေးကြီးစတင်ခဲ့သည်လွေဦးတော်လည်းအောင်ရမည်လွေဦးတော်လည်းအောင်ရမည်လေလွေဦးတော်လည်းအောင်ရမည်လွေဦးတော်လည်းအောင်ရမည်လေကဲတပိုက်ကတော့ပြီးသွားပြီမိုက်ဖွာလာတဲ့တော်လန်ရေးသမားလူငယ်များစွာအသက်ကိုစွန့်ဘဝတွေစွန့်လို့ဖက်စစ်စစ်ကအမြင့်ဖြတ်နေကြလူညွတ်ချွတ်ချွတ်တော်လန်နေကြနိုင်ငံတစ်အတွက်တိုက်ပွဲဝင်ကြနိုင်ငံကျော်အောင်မြင်မှုများကိုကြိုးစည်းပွားအားလုံးဆောင်ကနိုင်ရဝင်ကူညီတူသားတဲ့တော်လန်နေတဲ့အမှုပညာရှင်များပြည်သူစစ်တော်အမှုပညာရှင်ကတော်လန်ရေးအတွက်အားတွေပါပဲ CDM မလုပ်ချဝန်တန်းများလဲ PR မျိုးစုံအန်တုရုပ်ထွက်လမ်းချီတက်နေအင်းအားနဲ့တော်လန်ရေးအတွက်ဟောင်းပြက်ခဲ့ပြီဒေသပါတီ CDM ကတော်လန်ရေးအတွက်အားတွေပါပဲလူဒန်းစားဆုံးအလွာဆုံးကဒေသအစုံနယ်ပယ်ဆုံးကတော်လိုင်းတာဝင်နိုင်ရဝန်ထမ်းရောက်ရရက်မှကြေပြုံစမ်းဟဲ့ရောက်တဲ့ရက်ကဝေကူထမ်းဟဲ့ရောက်ရရက်မှကြေဝန်စမ်းဟဲ့တော်လိုင်းရေးအတွက်ဖက်ဒရယ်စနစ်အတွက်ပေးဆက်ခဲ့ရမနေလားအသက်တွေပေးဆက်ခဲ့ရမနေလားအသက်တွေပြက်ခဲ့ဘဝပေါင်းထောင်တောင်းမကပြက်ခဲ့ဘဝပေါင်းထောင်တောင်းမကမိသားစုမစုံကြတော့ဘူးမိသားစုတွေစုံကြတော့ဘူးကိုလည်းအင်ကမစုံကြတော့ဘူးကိုလည်းအင်ကမစုံကြတော့ဘူးအဲဒီတော့ဗျာဒီတော်လန်ရေးအောင်မဖြစ်မယ်ဒီတော်လန်ရေးအောင်မဖြစ်မယ်ငါတို့တွေနိုင်မရမယ်ငါတို့တွေနိုင်မရမယ်ပြည်သူအားနဲ့ခြေတို့လှမ်းချီຫນွေဦးတော်လန်ရေးအောင်ရမည်ຫນွေဦးတော်လန်ရေးအောင်ရမည်ຫນွေဦးတော်လန်ရေးအောင်ရမည်ဟဲ့အနာသိန်းချင်းရဲ့နောက်ဆက်တွဲရဲ့စီးပွားရေးချက်အနေခက်လို့တောသူတောင်ကအများစုဟာရှိတာပေါင်းတဲ့နိုင်ငံသားထွက်သာဝင်နေရေးအရှင်ပြေလုံညာအလောက်ကန်ရရလို့ရညာတစ်ဖက်နိုင်ငံရောက်လာပြန်တဲ့အခက်အခဲဆုံးကြုံဆုံရပြန်တဲ့ဟေဖန်ဟေရုပ်ဟေကန်နေရဘူးတဲ့လုံးချလေပဲစင်ပြေရာတွေဒုနဲ့လေးပဲစင်ပြေရာတွေဒုနဲ့လေးပဲဒီလိုနဲ့ဗျာကိုပြည်ကိုရွာပြန်ရင်ကောင်းလားစဉ်းစားမိရင်ပြည်တွင်းခြေနေမျောကြည့်ပြန်တော့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 မအားလာဤစစ်ကွေးတက်ဤရည်ရချက်ချီတက်နေလိမ့်ပုံညာဒီနေ့နေအောင်လုံခံသားရဒီနေ့နေအောင်လုံခံသားရဘာသာရေးအဆောက်အုံစေးရုံစီကံစာတင်ခမ်းမကြံလေရင်ဘုံကျဲဒေသပြေရမရှုမလားဒေသပြေရမရှုမလားကလေးတငယ်အစဘိုးဘွားအစုံအတုံးအယုံကျွဲနွားမကြံလေရင်ဘုံကနေစဉ်ခံရလက်နဲ့ကြီးကနေစဉ်ခံရစစ်မှုထမ်းဥပဒေခွေးဥပဒေကြောင့်လူငယ်လူရွယ်ယောက်ျားမိန်းမကိုဝင်တောင်းကြနေနေညညကိုဝင်တောင်းကြနေနေညညရက်သေးရွာတဲ့ပေါ်တာဝင်ဆွဲစစ်မြေပြင်တဲ့လူသားတိုင်းလို့ဖက်စစ်တဲ့ရဲ့ယုံကြည်မျိုးတို့ဖက်စစ်တဲ့ရဲ့ယုံကြည်မျိုးတို့အရက်သူရက်သားပိုင်ဆိုင်မှုများအတင်းအဓမ္မရယူသိမ်းဆီးတက်စီလူရဲ့တက်ပြင်းရင်းတက်စီလူရဲ့တက်ပြင်းရင်းမိမပြိုမရင်းကျင့်လို့ချင်းရွာလုံးကျွတ်လိုက်မီးလောင်တိုက်သွင်းတက်ကွင်းထဲမှာဆူလိုက်ပြုံလိုက်တက်ကွင်းထဲမှာဆူလိုက်ပြုံလိုက်အဲ့ဒီလိုမျိုးလူမဆန်ခြင်းရက်ဆက်ခြင်းနဲ့ရုံမာခြင်းကြောင့်နေရဆုံးกว่าတို့မြန်မာတွေတဲတဲ့ရှိပြီးရှိနေပါပြီတဲတဲ့ရှိပြီးရှိနေပါပြီမြန်မာနှစ်တဲ့အခါသမယမှာအားလုံးကိုစီအိမ်ကိုလွမ်းသည်ကိုမြေကိုတန်းအိမ်ကိုလွမ်းသည်ကိုမြေကိုတန်းအိမ်ကိုလွမ်းသည်အလောက်ကင်တွဲနိုင်ငံခြားထွက်လာမြန်မာပြည်ကအားလုံးကိုစီကိုမြေကိုတန်းအိမ်ကိုလွမ်းသည်ကိုမြေကိုတန်းအိမ်ကိုလွမ်းသည်နိုင်ငံရေးသမား CDM များအနုပညာရှင်လူငယ်အကြောင်းသားကိုမြေကိုတန်းအိမ်ကိုလွမ်းသည်ကိုမြေကိုတန်းအိမ်ကိုလွမ်းသည်တော်တဲ့တောင်တဲ့တိုက်ရိတ်ခိုက်ရင်ຫນွေဦးတော်လိုင်းရင်ရဲဘော်များလေကိုမြေကိုတန်းအိမ်ကိုလွမ်းသည်ကိုမြေကိုတန်းအိမ်ကိုလွမ်းသည်ဒုတိယတတိယနိုင်ငံများမှာ
ခိုလုံနေကြအများသူကိုစီ ကိုမြေကိုတန်အိမ်ကိုလွမ်းသည်ကိုမြေကိုတန်အိမ်ကိုလွမ်းသည် ဒါပေမဲ့လေဗျာပြန်လို့မဖြစ်ကြိုလင့်နေမှာကြိုလင့်နေမှာအချင်းတောင်ကျင်းတောင် ကျိုးလုံးလေးမှာလက်ထိတ်လက်ထိတ်ကျိုးလုံးလေးမှာလက်ထိတ်လက်ထိတ် အသင်းဆောင်နေစစ်မှုတန်းစီကိုငါတို့အသက်တွေအန္တရာယ်ရှိတယ် ငါတို့ဘယ်လိုရှေ့ဆက်ရမလဲငါတို့ဘာကိုရွေးချယ်ရမလဲ ဒီအောင်မှပြန်ကြရမယ်ငါတို့နိုင်မှပြန်လို့ရမယ် တရေအောင်မှပြန်ကြရမယ်ငါတို့နိုင်မှပြန်လို့ရမယ် ကိုမြေကိုတန်အိမ်ပြန်လွမ်းဖို့ တော်လန်ရေးကိုအားဆိုင်ကြသို့တော်လန်ရေးကိုအားဆိုင်ကြသို့ ကိုပြည်ကိုလွမ်းအိမ်ပြန်ဆွမ်းဖို့ တော်လန်ရေးကိုဝိုင်းကူကြသို့တော်လန်ရေးကိုဝိုင်းကူကြသို့ ဖက်ဒရယ်စနစ်ပြည်တော်တစ်ဖို့ တော်လန်ရေးမှာပါဝင်ကြသို့တော်လန်ရေးမှာပါဝင်ကြသို့ အိမ်လွမ်းသူများအိမ်ပြန်နိုင်ဖို့ တော်လန်အင်အားပေါင်းစည်းကြသို့တော်လန်အင်အားပေါင်းစည်းကြသို့ တော်လန်အင်အားပေါင်းစည်းကြစို့ တော်လန်အင်အားပေါင်းစည်းကြသို့